တဲ့မြန်မာနိုင်ငံရဲ့သမိုင်းမှာလူထုထောက်ခံမှုအများဆုံးပါတီရွေးကောက်ပွဲတွေမှာတောင်ပြိုကမ်းပြိုနိုင်လေရှိတဲ့ပါတီဒါပေမဲ့လည်းရွေးကောက်ပွဲရလဒ်ကိုအတည်ပြုခြင်းမခံရတဲ့ပါတီမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဟာစက်တင်ဘာလ29ရက်နေ့က38နှစ်ပြည့်ခဲ့ပါပြီ38နှစ်တာနိုင်ငံရေးခီးလမ်းမှာနိုင်ငံရေးစုကြုံနှိမ့်မြက်လောကဒဏ်နဲ့လှိုင်းရိုက်ပုတ်တွေကိုတွေ့ကြုံခဲ့ရသလို38နှစ်တာသမိုင်းတွင်အထင်ကရဖြစ်ရက်တွေသင်ခန်းစာယူစရာတွေလည်းအများကြီးရှိခဲ့ပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်သမိုင်းကိုပြောကြမယ်ဆိုရင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်စေတဲ့အမတေးလို့ဆိုရမယ်အောင်စုတင်အစုဖွဲ့ကိုလည်းမေ့လို့မရပါဘူး1988ခုနှစ်လူထုဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပွားနေချိန်စက်တင်ဘာလ23ရက်နေ့မှာတချိန်ကဗိုလ်ချုပ်နေဝင်းတော်လိုင်းကောင်စီအစိုးရရဲ့ဒုတိယခေါင်းဆောင်ဖြစ်ခဲ့တဲ့ဗိုလ်ချုပ်ဟောင်းအောင်ကြီးတမတော်ကာကွယ်ဦးစီးချုပ်ထီတာဝန်ထမ်းဆောင်ခဲ့မှုတဲ့သူရဦးတင်ဦးနဲ့မြို့သားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့တမီဒေါအောင်ဆန်းစုကြည်တို့ဂါဒီယန်ဦးစိန်ဝင်းရဲ့အိမ်မှာဂျာပြည့်အစိုးရဖွဲ့ပေးဖို့တောင်းဆိုချက်စာကိုအောင်စုတင်အနေနဲ့လက်မှတ်ရေးထိုးရကနေအောင်စုတင်အစုဖွဲ့ပေါ်လာပါတယ်ဒီအစုဖွဲ့ဟာနောက်ချိန်မှာနိုင်ငံရေးကိုအထူးတကွလက်တွဲလှုပ်ဆောင်မယ်လို့သဘောတူညီချက်နဲ့ပေါ်ပေါက်လာခဲ့တာပါ1988ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာတော့ဗိုလ်ချုပ်မှူးကြီးစောမောင်ဦးဆောင်တဲ့နဝတစေအုပ်စုကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပါတယ်ပြီးတဲ့နောက်ရွေးကောက်ပွဲတွေကျင်းပပေးမယ်စစ်တမ်းများပြန်မယ်ဆိုတဲ့ကတိကဝတ်နဲ့နိုင်ငံရေးပါတီတွေကိုမှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်စက်တင်ဘာလ29ရက်နေ့မှာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုတည်ထောင်ခဲ့တာပါအော်တိုဘာလ3ရက်နေ့မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုမှတ်ပုံတင်ခွင့်ပြုခဲ့ပြီးတော့အဲ့ဒီချိန်တုန်းကပါတီရဲ့မူလရွေးရချက်တွေကတော့ဒီမိုကရေစီဆိုရဖြစ်ပေါ်လာဖို့ဒီမိုကရေစီဆိုရဖြစ်ပေါ်စေရေးဒီမိုကရေစီလှုပ်ရှားမှုကြီးဖြစ်ပေါ်လာဖို့အာဏာရှင်စနစ်ပြန်လည်ပေါ်ထွန်းလာခြင်းမရှိဖို့ဒီမိုကရေစီနိုင်ငံရေးစနစ်ထွန်းကားတဲ့ပြည်ထောင်စုကြီးအဖြစ်အုပ်မြစ်ချဖို့ဒီမိုကရေစီထွန်းကားစေရေးနိုင်ငံတကာဒီမိုကရေစီအင်အားစုတွေနဲ့ပူးပေါင်းဖို့ဆိုတဲ့ရွေးချက်တွေနဲ့တည်ထောင်ခဲ့တာပါပထမဆုံးဗဟိုလုပ်မှုဆောင်ဖွဲ့ကိုဦးအောင်ကြီးကဥက္ကဋ္ဌနဲ့တာဝန်ယူပြီးသူကဦးတင်ဦးကဒုဥက္ကဋ္ဌတာဝန်ယူပါတယ်ဒေါအောင်ဆန်းစုကြည်ကအထွေထွေတွင်မှုဖြစ်ပါတယ်စုစုပေါင်းဗဟိုဦးစီးအဖွဲ့မှာ42ဦးပါဝင်ပါတယ်ဦးစီးအဖွဲ့30ဦးဗဟိုလုပ်မှုဆောင်12ဦးဖြစ်ပါတယ်ဗဟိုလုပ်မှုဆောင်12ဦးဆိုတာကဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့တက္ကသိပညာရှင်အုပ်စုမူးကျော်အောင်ကြီးဦးဆောင်တဲ့တပ်ပူးကြီးဟောင်းများအုပ်စုနဲ့ဦးတင်ဦးဦးဆောင်တဲ့မြို့ချစ်ရဲဘော်ဟောင်းများအုပ်စုတွေကအချို့ကျပါဝင်တာဖြစ်ပါတယ်ဆိုတော့အဖွဲ့ကို14ဦးစီအချို့ကျပါဝင်တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီတက္ကသိပညာရှင်အုပ်စုမြို့ချစ်ရဲဘော်ဟောင်းများအုပ်စုနဲ့တပ်ပူးကြီးများအုပ်စုဟာရေရှည်တည်တကွရက်တည်ခဲ့တာမျိုးတော့မဟုတ်ပါဘူးဒါကိုလည်းနောက်မှပြန်လည်ရှင်းပြသွားမှာဖြစ်ပါတယ်တပ်ပူးကြီးဟောင်းများအုပ်စုလို့ပြောကြတဲ့ဦးအောင်ကြီးရဲ့အုပ်စုမှာလည်းပညာရှင်တွေနာမည်ကြီးရှင်းနေတွေဝင်ကြီးဟောင်းတွေပါဝင်ပါတယ်ဒီထဲမှာနာမည်ကြီးသူတွေကတော့ကျူရှင်ဆရာဂုဏ်ဦးသိန်းနိုင်နောက်အစိုးရခိုင်ထူးရဲ့ဖခင်ပါမောက္ခဦးတာထိုးတို့ပါဝင်ပါတယ်တမှုဒါကတမှုကျောင်းများအစုပါရုပ်ရှင်ရဲဘော်ဟောင်းများအစုမှာလည်းဦးအောင်ရွှေဗိုလ်မှူးကြီးဟောင်းလွင်စတဲ့ပုဂ္ဂိုလ်တွေပါဝင်ပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့တက်တီပညာရှင်အုပ်စုမှာတော့ရှင်နေတော်မြင့်မြင့်ခင်းမြန်မာပြည်ကွန်မြူနတီပါတီရဲဘော်ဟောင်းစာရေးဆရာမောင်စူးစမ်းရုပ်ရှင်ဒါရိုက်တာမောင်မိုးသူဦးအောင်လွင်လေးစားတဲ့ဟန်တာဝတီဦးဝင်းတင်စတဲ့ပုဂ္ဂိုလ်တွေပါဝင်ပါတယ်ဒါကြောင့် NLD စတင်တည်ထောင်တဲ့အမဒီကိုကြည့်မယ်ဆိုရင်ပါတီဖောင်ဒါတွေထဲမှာတက်တိနဲ့တက်ထွက်ရဲလို့ပြောလို့ရပါတယ်ခွဲခြားမြင်လို့ရပါတယ်ရှေ့ကပြောခဲ့သလိုပဲတိတ်မကြတဲ့အစုအဖွဲ့ဟာအကွဲပြဲဟာနိုဝင်ဘာလ29ရက်နေ့မှာစပါတယ်ဥက္ကဋ္ဌဦးအောင်ကြီးကဒရီတွင်းမှုဒေါ်ဆန်းစုကြည်ထံကိုအရေးပေါ်သုံးသက်ချက်တင်ပြခဲ့ပါတယ်အဲဒီသုံးသက်ချက်မှာပါတီတွင်းကွန်မြူနစ်ဆိုသူတွေကိုပါတီကနေအနားပေးဖို့တောင်းဆိုခဲ့ပါတယ်ဦးအောင်ကြီးတင်ပြခဲ့တဲ့ကွန်မြူနစ်ဆိုသူတွေထဲမှာရှင်နေဦးကိုယူစာရေးဆရာမောင်မိုးသူဒရှင်ဒရိုက်တာဦးအောင်လွင်ဟန်တာဝတီဦးဝင်းတင်တော်မြင့်ခင်စသူတွေပါဝင်ပါတယ်1988ခုနှစ်ဒီဇင်ဘာလ3ရက်နေ့မှာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်မှာဗဟိုဦးစီးမျက်နှာစုံကြီးစီဝေးကျင်းပပြီးမဲခွဲဆုံးဖြတ်ခဲ့ပါတယ်ဦးအောင်ကြီးတို့အုပ်စုနဲ့ကွန်မြူနစ်တို့ဆွဆွဲခံရသူတွေ
ရှုံးသူထွက်ရမယ်လို့ကြိုတင်သဘောတူညီခဲ့ပါတယ်အဲ့လိုမဲခွဲတဲ့အခါမှာတတိပညာရှင်အုပ်စုက14မဲဦးတင်ဦးရဲ့အုပ်စုက14မဲနဲ့ဦးအောင်ကြီးရဲ့အဆိုကိုကန့်ကွက်ခဲ့ပါတယ်ဦးအောင်ကြီးအဆိုကိုကန့်ကွက်ခဲ့သူတဦးကတော့ဦးအောင်ကြီးအုပ်စုကတပ်မှုကြီးဟောင်းတိုင်းမှုဟောင်းဦးကြည်မောင်ဖြစ်ပါတယ်ဒီတော့ဦးအောင်ကြီးအုပ်စုထွက်သွားတဲ့နောက်မှာ1989ဖေဖော်ဝါရီလ9ရက်နေ့မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဗိုလ်လုံးဆောင်ဖွဲ့ကိုပထမဆုံးကြိမ်ပြင်ဆင်ဖွဲ့စည်းပါတယ်အဲ့ဒီအချိန်မှာတော့ဥက္ကဋ္ဌကဦးတင်ဦးဖြစ်လာပြီးအထွေထွေမှုဟာဒေါ်ဆန်းစုကြည်ဖြစ်လာပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကိုဖမ်းဆီးမှုဟာ1989ခုနှစ်ဇူလိုင်လ20ရက်နေ့မှာစတင်ဖြစ်ပွားပါတယ်ဒါကလည်းဇူလိုင်လ19ရက်နေ့မှာပေါ်ပေါက်ခဲ့တဲ့အာဇာနည်နေ့ချီတက်ပွဲကျင်းပခြင်းမကျင်းပခြင်းစတဲ့ကိစ္စတွေနဲ့လည်းတက်ရောက်ပါတယ်မတရားတဲ့အမိန့်အာဏာဟုသမျှတာဝန်ရဖီဆန်ကြဆိုတဲ့ဆောင်ပုဒ်တွေစတင်ထွက်ပေါ်လာတဲ့အချိန်လည်းဖြစ်ပါတယ်1989ခုနှစ်ဇူလိုင်လ20ရက်နေ့မှာဒေါ်အောင်ဆန်းစုကြည်စတင်ဖမ်းဆီးခံရပါတယ်ဒါကဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးခီးမှာပထမဦးဆုံးချိန်နဝတစစ်အုပ်စုကဖမ်းဆီးခြင်းလည်းဖြစ်ပါတယ်နောက်သိမကြခင်မှာတော့သူရဦးတင်ဦးကိုစစ်အုပ်စုကဖမ်းဆီးခဲ့ပါတယ်1990မေလ29ရက်နေ့မှာတော့နဝတစစ်အုပ်စုကကျင်းပတဲ့ရွေးကောက်ပွဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်ရှင်းပြိုင်ပါတယ်ငုနယ်ပတော့နှွေးမမြိုင်စုနဲ့ခမောက်မေးမနိုင်ဆိုသလိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်တောင်မြို့ကမ်းမြို့အနိုင်ရရှိပေမဲ့စစ်တပ်ကအာဏာမလွှဲခဲ့ပါဘူးဒီတော့1990ဇူလိုင်လ28 29ရက်နေ့မှာရန်ကုန်မြို့ဂန္ဒီခမ်းမမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကနေရွေးကောက်ခံကိုယ်စားလှယ်တွေဦးဆောင်ပြီးအစည်းအဝေးကျင်းပပါတယ်နဝတစစ်အုပ်စုကိုအာဏာလွှဲဖို့လွှတ်တော်ခေါ်ယူဖို့တိုက်တွန်းတဲ့အစည်းအဝေးပါဒီလိုတောင်းဆိုချက်ကြောင့်ပဲ1990စက်တင်ဘာလ6ရက်နေ့မှာယာယီဥက္ကဋ္ဌဦးကြည်မောင်နဲ့ NLD အမတ်တို့ဖမ်းဆီးခံရပြီးတချို့အမတ်တွေကလည်းလွတ်မြောက်နေမြေတွေကိုရောက်ရှိသွားပါတယ်။ယာယီဥက္ကဋ္ဌဦးကြည်မောင်ရဲ့စစ်ကောင်းဆောင်တွေကိုနှုတ်ရင်ဘတ်စစ်ခုံရုံးပို့ခြင်းမပို့ခြင်းဆိုတဲ့ကိစ္စကလည်းဒီညမှာနာမည်ကျော်ကြားပါတယ်။ဦးကြည်မောင်ဖမ်းဆီးခံရပြီးတဲ့နောက်ပါတီကိုဦးဆောင်ခဲ့သူကတော့မြို့ရှိရဲဘော်ဟောင်းများအုပ်စုကတိုင်းမှုဟောင်းဘုံကျုပ်အောင်ရွှေဖြစ်ပါတယ်။ဘုံကျုပ်အောင်ရွှေလက်ထက်မှာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်တမိုင်းမှာတွေးဟာဖြစ်စရာတွေဝေဖန်စရာတွေများစွာရှိခဲ့ပါတယ်။ပါတီခေါင်းဆောင်တွေဖြစ်တဲ့ဒေါ်ဆန်းစုကြည်ဦးတင်ဦးတို့ကိုပါတီကနေထုတ်ပယ်တဲ့ကြေညာချက်ကိုလည်းဥက္ကဋ္ဌဦးအောင်ရွှေလက်မှတ်ရေးထိုးခဲ့တာပါ။ဒါကိုလည်းနဝတစစ်အုပ်စုကအခြေတပြန့်ဖော်ပြခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးတော့လည်းပြည်သားဒီမိုကရေစီဖွဲ့ချုပ်ပါတီဝင်တွေအပြင်ပြည်သူများကဝေဖန်ရှုတ်ချမှုတွေရှိခဲ့ပေမဲ့ဒါဟာပါတီအလံမြေမခရေးဦးအောင်ရွှေရဲ့ကြိုးပမ်းချက်ဖြစ်လူသိများပါတယ်။ဒါအပြင်1993ခုနှစ်မှာစတင်ကျင်းပတဲ့စစ်အုပ်စုရဲ့မြို့သားကြီးလာခံကို NLD တက်ရောက်တာကလည်းဝေဖန်စရာတွေပြည့်နှက်နေခဲ့ပါတယ်။1995နိုဝင်ဘာလမှာတော့မြို့သားကြီးလာခံကနေ NLD ထွက်ခွာခဲ့ပါတယ်။1995မှာဒေါအောင်ဆန်းစုကြည်ဦးတင်ဦးအစရှိတဲ့ပါတီခေါင်းဆောင်တွေပြန်လည်လွတ်မြောက်လာချိန်မှာတော့ဦးအောင်ရွှေက NLD ပါတီကိုဒေါအောင်ဆန်းစုကြည်သူရဦးတင်ဦးတို့စီအပ်ပါတယ်။သူရဦးတင်ဦးဒေါအောင်ဆန်းစုကြည်တို့ကလည်းဦးအောင်ရွှေနဲ့တူပြန်လည်လက်တွဲတာကြောင့်ဒါဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တမိုင်းတစ်ချုပ်မှာလှပတဲ့ပေါင်းစည်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီချိန်မှာတော့ဦးအောင်ရွှေကဥက္ကဋ္ဌသူရဦးတင်ဦးနဲ့ဦးကြည်မောင်ကဒုဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကထွေထွေတွင်းရမှုနဲ့ဒေါ်စုစုလွင်ရဲ့ဖခင်ပုံမှုချောင်းလွင်ကအတွင်းမှုတာဝန်ကိုယူခဲ့ပါတယ်။နိုင်ငံရေးလောကဓာတ်တွေကိုတောက်လျှောက်ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်2008ခုနှစ်မှာတော့နဝတစစ်အုပ်စုကသူတို့စိတ်တိုင်းကြအမျိုးသားညီလာခံကနေရေးဆွဲထားတဲ့အခြေခံဥပဒေကိုပြဋ္ဌာန်းလိုက်ပါတယ်2009ခုနှစ်မှာတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကစစ်အုပ်စုကျင်းပတော့မဲ့ရွေးကောက်ပွဲကိုတပိတ်မှောက်ကြဖို့ရွှေကိုနိုင်ညာစာတမ်းကိုထုတ်ပြန်ပါတယ်ဒီရွှေကိုနိုင်ညာစာတမ်းကိုအခြေခံပြီးကွဲလွဲမှုတွေလည်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်တွင်မှာဖြစ်ပေါ်ခဲ့ပါတယ်2010နိုဝင်ဘာ9ရက်နေ့မှာနဝတနာအဖအုပ်စုကနေကျွေးမှုကျင်းပတဲ့ထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးတဲ့နောက်ရွေးကောက်ပွဲကို NLD ကတပိတ်ဖောက်ခဲ့ပါတယ်2010ခုနှစ်နိုဝင်ဘာလ13ရက်နေ့ရွေးကောက်ပွဲပြီးကျက်သက်ပတ်တစ်ခုအတွင်းမှာပဲဒေါအောင်ဆန်းစုကြည်ကိုစစ်အုပ်စုကပြန်လွှတ်ပေးပါတယ်စစ်ဆက်ညီနိုင်မှုတွေရင်းနှီးစစ်မှုတွေရှိခဲ့ပြီးတဲ့နောက်2012ခုနှစ်ဧပြီလ1ရက်နေ့မှာကျင်းပတဲ့ကြားပြတ်ရွေးကောက်ပွဲကိုမြန်မာဒီမိုကရေစီဖွဲ့ချုပ် NLD ဝင်ရောက်ရှင်းပြိုင်ပါတယ်ရွေးကောက်ပွဲမဲဆန္ဒနဲ့45နေရာမှာ44နေရာပြိုင်ပြီး43နေရာအနိုင်ရခဲ့တဲ့အထိလူထုထောက်ခံမှုမြင့်မားခဲ့ပါတယ်
2015နိုဝင်ဘာလ10ရက်နေ့ကတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တမိုင်းမှာမှတ်တမ်းတင်ရမယ့်နေ့တစ်နေ့ဖြစ်ပါတယ်။ဒီထွေထွေရွေးကောက်ပွဲမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီးတဲ့နောက်အစိုးရဖွဲ့ခွင့်ကိုရရှိခဲ့ပါတယ်။2016ကနေ2021ဇန်နဝါရီလကုန်ထိ9နှစ်တာကြာမြင့်ခဲ့တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ2020ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲမှာလည်းထပ်အနိုင်ရခဲ့ပြန်ပါတယ်။ဒီနိုင်ရလဟာ2015ခုနှစ်ရလထက်ပိုပြတ်သားခဲ့ပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတော့စေအုပ်စုကအာဏာသိမ်းခဲ့ပါတယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းပြောရပြီဆိုရင်အစဉ်ဆက်ဥက္ကဋ္ဌတွေရဲ့ကောင်းဆောင်မှုလည်းပြောရမှာပါ။1988ခုနှစ်ဒီဇင်ဘာလမှာနှုတ်ထွက်သွားခဲ့တဲ့ဦးအောင်ကြီးကတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဖောင်ဒါပထမဆုံးဥက္ကဋ္ဌဖြစ်မှတ်တမ်းတင်ရမှာဖြစ်ပြီးတော့မကြသေးမီကကွယ်လွန်သွားခဲ့တဲ့နာယကကြီးသူရဦးတင်ဦးကတော့သူရပွဲရရှိခဲ့သူဖြစ်တယ်လို့ဦးဝင်းထိန်စကားနဲ့ပြောရရင်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရန်နာ3ပါးအဖွဲ့ဝင်ဖြစ်တယ်လို့လည်းဆိုရမှာဖြစ်ပါတယ်2021ခုနှစ်ဆရာနာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်းဆောင်ကလာတွေ့ခဲ့တဲ့အချိန်မှာတော့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရှင်တို့နဲ့တိုက်ပုံကိုဝစ်ဆင်ပြီးတွေ့ဆုံခဲ့တာဖြစ်ပါတယ်နောက်ထပ်ဥက္ကဋ္ဌတယောက်ဖြစ်တဲ့ဦးကြည်မောင်ကတော့1990ရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်သူရဦးတင်ဦးတို့စစ်အုပ်စုရဲ့ထောင်ထဲရောက်ရှိနေချိန်မှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကိုအကောင်းဆုံးဦးဆောင်မှုပေးနိုင်ခဲ့တဲ့သူလို့ရှုမြင်ခံရပြီးတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ဆွဲကောင်းဆောင်တယောက်လည်းဖြစ်ပါတယ်နောက်ထပ်ဥက္ကဋ္ဌတယောက်ကတော့ဦးအောင်ရွှေပါမြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့မြို့သားညီလာခံတက်ရောက်မှုကိုရွေးချယ်ခဲ့တဲ့ဥက္ကဋ္ဌတယောက်ဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုပါတီကထုတ်ပယ်ခဲ့တဲ့လုပ်ရမှာလဲထောက်ခံသူတွေနဲ့ကန့်ကွက်သူတွေကွဲပြားမှုတွေရှိနေပါတယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့စင်ဆက်မပြတ်ရက်တည်လာတဲ့နိုင်ငံရေးရက်ခံချက်ဟာစစ်အုပ်စုနိုင်ငံရေးကနေလုံးဝထွက်သွားရေးဖြစ်ပါတယ်ဒါပေမဲ့လည်းထူးခြားထင်ရှားတာကမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုစင်ဆက်မပြတ်ထိချက်ဆောင်ခဲ့တဲ့ထိချက်ဆောင်နှစ်သားကြီးတွေကစစ်တပ်ရရှိကြီးတွေဖြစ်နေခဲ့တာပါပထမဆုံးတယောက်အနေနဲ့ကတော့ဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဦးအောင်ရွှေဖြစ်ပြီး2019ခုနှစ်ကကွယ်လွန်ခဲ့ပါတယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့90ရွေးကောက်ပွဲခေါင်းကိုင်လို့ပြောရမယ်ဦးကြည်မောင်ကလည်းတပ်မတော်ရင်းမှာတိုင်းမှုတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်ဦးအောင်ရွှေနဲ့ဦးကြည်မောင်တို့ဟာတိုင်းမှုတာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ပြီးတော့ဒေါ်စုစုလွင်ရဲ့ဖခင်သမရဟောင်းဦးထင်ကျော်ရဲ့ရောက်ခမဖြစ်တဲ့ဦးလွင်ကတော့ဒုတိယဝန်ကြီးချုပ်ထိတာဝန်ထမ်းဆောင်ခဲ့ပူးပါတယ်သူကဦးတင်ဦးကတော့စစ်တပ်မှအမြင့်ဆုံးရာထူးဖြစ်တဲ့တပ်မတော်ကာကွယ်ဦးစီးချုပ်ရာထူးကိုတာဝန်ထမ်းဆောင်ခဲ့ပူးသူပါဒါကြောင့်ကာကီဝတ်တွေထိချက်ဆောင်တဲ့ပါတီလို့ NLD ကိုသမုတ်ရင်လည်းမှားပါဘူးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အတိုက်ခံနှစ်30ကျော်မှာထူးခြားထင်ရှားတဲ့ကြီးညာစာတမ်းနှစ်ဆောင်ရှိပါတယ်ဒါက1990ရွေးကောက်ပွဲအပြီးကြီးညာခဲ့တဲ့ဂန္ဒီခမ်းမကြီးညာစာတမ်းဖြစ်ပြီးနောက်ထပ်နာဖာစစ်အုပ်စုကိုရွေးကောက်ပွဲရလအမြန်ကောင်းတဲ့ပေါ်ပြီးပို့တိုက်တွန်းတဲ့ကြီးညာစာတမ်းဖြစ်ပါတယ်2009ခုနှစ်ရွှေကုန်နိုင်ကြီးညာစာတမ်းကတော့စစ်အုပ်စုကကျင်းပတဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သဘောထားကိုဖော်ပြတဲ့ရွှေကုန်နိုင်ကြီးညာစာတမ်းဖြစ်ပါတယ်ဒါကြောင့်တိုက်ခတ်နှစ်30အတွင်းထင်ရှားတဲ့ကြီးညာချက်နှစ်ဆောင်ရွေးကောက်ပွဲ3ပွဲနဲ့ညီလာခံ1ရက်ကိုဖျက်ဆီးခဲ့ရတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်လို့ပြောရင်လည်းမှားပါဘူး2016ခုနှစ်ဧပြီလ1ရက်နေ့မှာတော့2015ရွေးကောက်ပွဲရလဒ်ကိုခြေခံထားတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဦးဆောင်တဲ့ရတအစိုးရတည်းပေါ်ထွန်းလာပါတယ်ဒီရတအစိုးရဖွဲ့ရဲ့သမ္မတကတော့မြန်မာပြည်ရဲ့တိုင်းပြည်ပြုစာဆိုကြပြားစာဆိုအကျော်မော်ဆရာကြီးမင်းသူဝန်ရဲ့သားဦးထင်ကျော်ဖြစ်ပါတယ်အာဏာရတပ်တန်း9နှစ်အတွင်းသမ္မတ2ဦးပြောင်းခဲ့ပြီးတော့2018ခုနှစ်မှာသမ္မတတာဝန်ကိုပြည်သူ့တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကတာဝန်ယူခဲ့ပါတယ်သမ္မတ2ဦးအာဏာရတပ်တန်း9နှစ်အတွင်းမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်နေနဲ့အခက်ခဲတွေပြိပခါတွေဝီရောတီတွေနဲ့လည်းအများကြီးကြုံတွေ့ခဲ့ရပါတယ်ဒီတစ်ဖြစ်တော့မြို့သားရင်ညာစစ်ရေးအတွက်ကြိုးပမ်းတဲ့နေရာမှာစစ်အုပ်စုကိုလိုက်လျောခဲ့တာစစ်အုပ်စုကိုမလွန်ဆန်နိုင်ခဲ့တာတွေအများပြားရှိခဲ့တယ်လို့ဝေဖန်သူတွေကသုံးသပ်ပြီး2019ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ရခိုင်ပြည်နယ်ကရိုဟင်ဂျာလူမျိုးတွေနဲ့ဖြစ်ခဲ့တဲ့ပြိပခါတွေလူမျိုးလုံးတပ်ဖြတ်မှုတွေအတွက်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဆက်ဆက်မှာ
ပြစ်တင်ခံဝေဖန်ခံခဲ့ရတယ်လည်းရှိပါတယ်စေအုပ်စုပါဝင်နေတဲ့ပြည်ပြတ်နိုင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက်လည်းပြည်သားဒီမိုကရေစီဖွဲ့ချုပ်အစိုးရဟာရှေ့ကိုဆက်မတိုးနိုင်ခဲ့တဲ့အခြေအနေတွေလည်းရှိခဲ့ပြီးတော့တစ်ချိန်လုံးကမဟာမိတ်ဖြစ်ရည်တည်ခဲ့တဲ့နိုင်ငံရေးပါတီတွေကိုလက်တွဲဖြုတ်ခဲ့တဲ့စစ်တပ်နဲ့ရင်ကြားစစ်ရေးကိုသာဦးတည်ခဲ့တယ်ဆိုတဲ့ဝေဖန်မှုတွေလည်းတောက်လျှောက်ရင်ဆိုင်ခဲ့ရပါတယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဟာ2021နိုင်ငံရေးလှိုင်းမှာတော့အထိကိကြဆုံးနေများခဲ့ရပါတယ်ဒီထဲမှာမှကျွေးလွန်သွားခဲ့တဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ဗဟိုလုပ်မှုဆောင်ကော်မတီဝင်တွေလည်းအများအပြားရှိပါတယ်မကြာခင်ရပ်ပိုင်းအတွင်းမှာကွယ်လွန်ခြင်းတစ်နှစ်ပြည့်တော့မဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ဒုဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာစောမြင့်မောင်ဟာလည်းစစ်အုပ်စုရဲ့အကျဉ်းထောင်ထဲမှာလုံလောက်တဲ့စေဝါကူတာမှုမရရှိတာဖိနှိပ်ခံရတာတွေကြောင့်ကွယ်လွန်ကြဆုံးခဲ့သူတူလည်းဖြစ်ပါတယ်နောက်ထပ်တူကတော့စစ်အုပ်စုရဲ့ထောင်ကနေလွတ်ပြီးတိတ်မကြခင်မှာကွယ်လွန်ခဲ့ရတဲ့စီစီမုံရဦးအောင်ရှင်ဖြစ်ပါတယ်ဒါအပြင်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ဗဟိုတွေးမှုဖွဲ့ဝင်ညားတိကြတဲ့ဆရာဦးညံဝင်းဟာလည်းစစ်အုပ်စုရဲ့ထောင်တွင်းနှိပ်စက်မှုတွေစေဝါကူတာမှုလုံလောက်စွာမပေးမှုတွေကြောင့်ကိုဗစ်ကာလအတွင်းမှာကွယ်လွန်ခဲ့ရတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့စီတူလည်းဖြစ်ပါတယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်သမိုင်းကိုပြောလို့ရှိရင်အမြဲတမ်းတစုတစည်းတဲ့ပြည်တွင်းမှာပဲရှိနေခဲ့တာမျိုးတော့မဟုတ်ပါဘူး1990ရွေးကောက်ပွဲအပြီးမှာ90ရွေးကောက်ပွဲရလဒ်ကိုအကောင့်ထဲပေါ်ဖို့တိုက်တွန်းပြောဆိုခဲ့ကြပြီးတဲ့နောက်အမတ်တချို့ဟာစစ်အုပ်စုကိုဖြိုချဖို့အတွက်မြို့သားညွန့်ပေါင်းအစိုးရဖွဲ့စည်းခဲ့ကြပါတယ်လူမျိုးနယ်မြေတွေမှာဖွဲ့စည်းခဲ့တဲ့ဒီမြို့သားညွန့်ပေါင်းအစိုးရကိုဦးဆောင်သူကတော့ဒေါ်ဆန်းစုကြည်အကိုဝင်းခွဲဖြစ်တဲ့ဒေါက်တာစိန်ဝင်းဖြစ်ပါတယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီဝင်အချို့ဟာလည်းလူမျိုးနယ်မြေတွေမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်လူမျိုးနယ်မြေကိုတည်ထောင်ခဲ့ကြတာတွေရှိပါတယ်90ရွေးကောက်ပွဲရလဒ်ကိုကောင်းထဲဖော်ရေးမူဝါဒကိုအမြဲတမ်းကင်ဆွဲခဲ့တဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့2012ခုနှစ်မှာစစ်အုပ်စုရဲ့ကြားပြရွေးကောက်ပွဲကိုဝင်ရောက်ခဲ့တာကြောင့်90ရွေးကောက်ပွဲကိုအတိအမှတ်ပြုခြင်းမပြုခြင်းစတဲ့ကိစ္စတွေလည်းဝိဝါဒကွဲပြားစရာဖြစ်လာပါတယ်။ဒါ့အပြင်2010ခုနှစ်စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုဝင်ရောက်မှုမဝင်ရောက်မှုနဲ့ပတ်သက်ပြီးရှိုးကနိုင်ညာစာတမ်းပေါ်မှာသဘောထားကွဲပြားခဲ့ကြတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ခေါင်းဆောင်တချို့ဟာလည်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကိုကြောက်ခိုင်းသွားခဲ့ကြဘူးပါတယ်။ဒီထဲမှာထင်ရှားသူတွေကဒေါက်တာတန်းငိမ့်ဦးခမောင်ဆွေတို့ဖြစ်ပါတယ်။နောက်တစ်ချိန်မှာခမောက်ပါတီ NDF လို့လူသိများကြသူတွေလည်းဖြစ်ပါတယ်။အခု2021ခုနှစ်ဆီယနာသိမ်းမှုနောက်ပိုင်းမှာလည်းအချို့မြေပေါ်ကျန်ခဲ့တဲ့ပါတီဗဟိုလုံးမှုဆောင်ကော်မတီဝင်တွေရှိတယ်လို့ချို့ကလည်းပါတီဗဟိုအလုပ်ကော်မတီဆိုပြီးဖွဲ့စည်းထားမှုတွေရှိပါတယ်။ဒါတွေကိုဘယ်သူကအတိအမှတ်ပြုသလဲ။တကယ်ကောအတိအမှတ်ပြုသလား။ဒေါ်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်သာအခရာလားဆိုတာကလည်းဆွေးနွေးစရာဖြစ်ပါတယ်။ဒါအပြင်ပါတီဝင်အမတ်ချို့ပြည်သူ့တော်ကိုစားပြုကော်မတီပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့မြို့သားညီညွတ်ရေးအစိုးရစတာတွေမှာဖွဲ့စည်းပါဝင်ခဲ့ကြတာဒီပေါ်ကျန်ခဲ့တဲ့ပါတီဝင်အချို့ကလည်းခြားသောပါတီအဖွဲ့အစည်းတည်ကိုကူးပြောင်းခဲ့ကြတာဒါအပြင်တတိပုဂ္ဂလအနေနဲ့စစ်အုပ်စုကျင်းပတော့မဲ့ရွေးကောက်ပွဲမှာပါဝင်မှုပြင်ဆင်နေကြတာတွေကလည်း2021နောက်ပိုင်း NLD ရဲ့အပြောင်းအလဲတွေဖြစ်ပါတယ်2021ခုနှစ်နောက်ပိုင်းဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့စစ်အာဏာသိမ်းမှုတွေဟာတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တမိုင်းကိုတစ်စစ်ချိုးသွားစေတယ်လို့ပြောရင်လည်းမှားပါဘူးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်မှာအလွန်အညှို့ထားတဲ့စစ်အုပ်စုဟာပါတီကိုတရားမဝင်ပါတီအဖြစ်သတ်မှတ်လိုက်ပြန်ပါပြီဒါပေမဲ့38နှစ်တာတက်တန်းရှိတဲ့ဒီပါတီကိုထောက်ခံသူတွေကလည်းပြည်တွင်းမှာအများပြားလူထုကြားမှာအများပြားရှိနေပါသေးတယ်ဒါပေမဲ့တခုစိုးရိမ်စရာရှိတာကယခုအသက်80ကျော်နေပြီဖြစ်တဲ့ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပါဝင်ပါတီရဲ့ခေါင်းဆောင်မှုကိုဘယ်သူတွေကတာဝန်ယူမှလဲလက်လွဲယူမှလဲစုအလွန်နိုင်ငံကြီးကိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဘလို့ပုံဖော်မှလဲဆိုတာကလည်းစဉ်းစားစရာ